လာပါကျမကတော့ဇိုကြီးဖြစ်ပါတယ် Shalom Extra Miles ကနေပြီးတော့အားလုံးကိုကြိုဆိုပါရစေကျမဒီနေ့ interview လုပ်မဲ့သူကတော့ base သူဖြစ်ပါတယ်သူကနေပြီးတော့မှကျမတို့ကြားနာတင်တဲ့ကလေးသွန်သင်နည်းနဲ့ပတ်သက်ပြီးတော့မှသူကနေပြီးတော့သူ့ရဲ့သားသမီးတွေကိုလက်တွေ့သူဘယ်လိုသွန်သင်လဲဆိုတဲ့အကြောင်းအရာတွေကိုကျမတို့မေးသွားမှာဖြစ်ပါတယ်ကိုတုတ်ကေမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့တွေ့ရတာဝမ်းသာတယ်တွေ့ရပါတယ်ဟုတ်ကဲ့ဆိုတော့ကျမတို့ပထမဆုံးပေါ့နော်ကိုတုတ်ကေမိသားစုအကြောင်းလေးပြောပြပါအောင်ကဲကျွန်တော်မှာတော့မောင်နှမ9ယောက်ရှိတယ်အားလုံးကဒီမှာပြီးတော့ကျွန်တော်ကဒီမွေးစား1986မှာမွေးစားမှာကျွန်တော် US ကိုလာခဲ့တယ်ဆိုတော့အဲ့မှာကျွန်တော်ဒီညီနဲ့ညီမတယောက်ပေါ့နော်ရှေ့ဆိုကျွန်တော်မောင်နှမ9ယောက်ရှိသွားတာပေါ့နော်ဆိုတော့အားလုံးကခုလောလောဆယ်ဒီ US မှာရှိကြတယ်ပြီးတော့အခုကျွန်တော်အိမ်ထောင်မှာကြာတော့ကျွန်တော်ကဒီ99မှာအိမ်ထောင်ကြာတယ်ပြီးတော့အခုသား3ယောက်ရှိတယ်ဟုတ်ကဲ့ဒါကြီးအခုက college တက်ပြီဆိုတော့ပြီးတော့ကျွန်တော်မှာသားမွားရှိတယ်ဆိုတော့အခုပြီးတော့ကျွန်တော်မြို့သမီးလက်ချင်းပဲဟုတ်ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်ကခုနပြောလို့ကျွန်တော်ဒီဖျားခံကနေ music ပိုင်းမှာ bass ပိုင်းမှာဟိုgifted ပေးတဲ့ခါကျတော့ဒီနေ့ထိ1995ကနေဒီနေ့ထိပေါ့နော်ဟုတ်ကဲ့ကျွန်တော် music ကိုစက်တီးတယ်ဟုတ်ကဲ့မိသမားလည်းကျွန်တော်ကိုထောက်ပံ့တဲ့တာလည်းကျွန်တော်ပေးယူလို့ပေါ့နော်ဟုတ်ကဲ့ဟုတ်ဆိုတော့US ကိုရောက်တဲ့အချိန်မှာဘယ်အသက်အရွယ်လောက်ကျွန်တော် US ရောက်တဲ့အချိန်မှာကျွန်တော်အသက်15ခွဲ16မပြည့်သေးဘူးဟုတ်ကဲ့မွေးစားနေတာပဲဆိုရင်16နေတာသူတို့က16ကျော်စမရတော့ဘူးကျွန်တော်15ခွဲဆိုတော့အဲ့ဒီမှာအဲ့ဒီတော့ရောက်ခဲ့တယ်အဲ့ဒီတော့ဆိုရင်အခုလောက်ဘာမှစကားမရဘူးဟုတ်လားဆိုတော့ဗမာစကားကဘယ်လိုတိုးတက်သွားတာလဲကျွန်တော်ဗမာစကားတိုးတက်တာဒီမှာ1995လောက်မှာဒီ Maryland မှာပေါ့နော်ကျွန်တော်နေတဲ့နေရာကျွန်တော် Maryland State ဆိုတော့ဒီမြန်မာပြည်ကဟိုကျောင်းသားဟို88အရေးခင်တော့ကျောင်းသားတွေပေါ့နော်အဲ့ဒါနဲ့ခင်ဖြစ်တော့1995မှာကျွန်တော် music စလုပ်တယ်အဲ့ချိန်မှာပဲဗမာစကားကိုတက်တင်တာပေါ့နော်သူတို့လည်းအဲ့တော့အခုလည်းအတန်းဝေးပါဒါပေမဲ့အဲ့ဒီတော့ကျွန်တော်မရအဲ့လိုလည်းပဲပြောရင်လည်းဗမာပြည်မှာနေတော့ထက်ပိုတက်သွားတယ်ဟုတ်ကဲ့ဟုတ်ဆိုတော့ဘာဖြစ်လို့မြန်မာစကားကိုသင်ချင်ရတာလဲပေါ့နော်တချို့ဆိုရင်တော့နိုင်ငံခြားရောက်ပြီးသွားပြီဆိုရင်တော့ဒီအင်္ဂလိပ်လိုပြောရတာပိုလွယ်တယ်ပို့ပြီးတော့ရှာနဲ့ပို့ပြီးအဆင်ပြေတယ်ဆိုပြီးတော့ကိုယ့်ရဲ့မိခင်ဘာသာစကားထက်ဒါမှမဟုတ်ကိုယ့်ရဲ့မြန်မာစကားထက်ဒီကိုသွားနေတဲ့တိုင်းပြည်ရဲ့စကားကိုပို့ပြီးတော့သုံးလို့ရှိရပေါ့နော်ကိုသူ့ရဲ့စိတ်ထဲမှာရောဒီစကားကိုဘာလို့တတ်ချင်တဲ့စိတ်သင်ယူလို့တဲ့စိတ်ရှိတယ်Okay ဒီ95တော့မှာဆိုရင်ကျွန်တော်ကဒီမှာ86ရောက်ဆိုတော့ကိုနှစ်ကြာကိုကျွန်တော်အင်္ဂလိပ်စကားပြောတယ်ကျွန်တော်ဖေကလည်းအမွေးစားတဲ့ဖေကလည်းဘူးဆိုတော့ကျွန်တော်အင်္ဂလိပ်လိုကိုကောင်းလေးကျွန်းကြီးရပြီဒါပေမဲ့တကယ်ချင်းတွေကဗမာစကားမရအင်္ဂလိပ်စကားမရတဲ့ခါကျတော့ကိုကပဲသူတို့စီမှာပေါ့နော်ဒီမှာလိုပြန်တင်ရတယ်ဆိုတော့ဒီကျွန်တော်လည်းအဲ့လိုပေါ့ဒီအချင်းချင်းဆိုတဲ့ခါကျတော့သူတို့မှလည်းအင်္ဂလိပ်စကားခက်ခဲရှိတဲ့ခါကျတော့ကျွန်တော်ကပဲဗမာစကားကိုတင်ရတဲ့အပိုင်းဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ဟုတ် communicate လုပ်ချင်တယ်နော်ကိုယ့်ရဲ့လူမျိုးတွေနဲ့ communicate လုပ်ဖို့အတွက်ဟုတ်ကဲ့ဆိုတော့အခုအရင်စိတ်ဝင်စားဖို့ကောင်းတယ်ကိုတုတ်ရဲ့ family life လေးကိုသွားရအောင်နော်ဟုတ်ကဲ့ရတယ်ဟုတ်ဆိုတော့သား3ယောက်ရှိရဲဆိုတော့ကျမအမေကပြောတယ်သမီး3ယောက်ထိန်းရတာထက်သား1ယောက်ထိန်းရတာပိုခက်တယ်လို့ပြောရဲဆိုတော့သား3ယောက်တောင်ဆိုတော့ထိန်းရတာခက်သလားဘလို့ဒီကြုံတွေ့ခဲ့ရလဲပြောပြပေးပါဦး။ကျွန်တော်တူနဲ့ပဲပြောမယ်တော့ဆိုရင်ချီသွားမှာဆက်လို့ပါနော်။အတက်နိုင်ဆုံးတူနဲ့ဆိုရှင်းပြမယ်။ဟုတ်ကဲ့။ကျွန်တော်ငယ်တော့ကမြန်မာပြည်မှာဆိုရင်အဖေတွေကကလေးတွေရိုက်တာပုံများတယ်။ဟုတ်တယ်။ကျွန်တော်လည်းရိုက်ခံတာများတယ်။ဟုတ်ကဲ့ဟုတ်။ပြီးတော့ဒါပေမဲ့ကျွန်တော်တို့ကစီနဲ့ကန်နဲ့ချပြင်းတယ်။ဆိုတော့ဒီအခုဒီ US ကိုကနေကလေးရတဲ့အချိန်မှာကြာတော့ကျွန်တော်တို့က Super Nanny ဆိုတာကြည့်ဘူးတယ်video TV show နော်ဟုတ်ကဲ့ဟုတ်အဲ့မှာစံတူပဲဒီမိသားစုတွေကိုဘယ်လိုလုပ်ကလေးတွေကိုထိန်းသိမ်းရမှာဆိုတော့သူပြောပြတယ်ဒါပေမဲ့သူကိုယ်တိုင်ကတော့ကလေးတော့မရှိဘူးပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကလေးရှိတဲ့ခါကျတော့ငယ်တော့အရက်ခံတာများတဲ့ခါကျတော့ကျွန်တော်ကဖျားနေကောင်းဒီအတိညာပေးတဲ့ထင်တယ်ဟုတ်ကဲ့ကျွန်တော်ကလေးတွေကို communication နဲ့ကျွန်တော်နိုင်မယ်ဆိုမှာပေါ့နော်ငယ်ကလေးကနေကျွန်တော်ကဒီစီကခုနပြောသလိုစီနေကနေကြည့်ပြနေတဲ့ခါကျတော့အဲ့ဒါလေးကိုအ
ကောင်းကွက်တဲ့တုံးတဲ့ခါကျတော့ကလေးတွေကိုကျွန်တော်လုံးဝမရိုက်ဘူး ဟုတ်ကဲ့ သူတို့ငယ်ကလေးကနေ communication တဲ့ပေါ့နော်ပြောတယ်ပြီးတော့ဒီအခုသူတို့บอกဥပမာကျောင်းမှာဆိုအခုကျွန်တော် US မှာနေတဲ့ခါကျတော့ US မှာဆိုရင်ကျောင်းမှာဆိုရင်သူတို့ကသူငယ်တန်းတက်ကလေးကနေသူတို့ရဲ့ circle လေးရှိတယ်အဲ့ဒီမှာ circle လေးမှာတော့ထိုင်ခိုင်းတယ်ပြီးတော့အဲ့ဒါကိုကျွန်တော် observe လုပ်တယ်သူတို့ခါကျတော့သူတို့စူးရဆိုရင်စူးတဲ့နေရာမှာထိုင်ခိုင်းတယ်ကောင်းတယ်ဆိုရင်သူတို့ကိုဟိုဗါလဲဒီ reward လေးပေးတယ်အဲ့လိုနဲ့ပဲကျွန်တော်သူတို့ကျောင်းကနေပြီးမှ idea လေးသူတို့ရတဲ့ခါကျတော့အိမ်မှာလည်းတားတွေကိုတခုခုလုပ်ပြီးဆိုရင်ဖျားချောင်းတက်ပြီးဆိုရင်ကျွန်တော်ငင်းနေထိုင်ခိုင်းတယ်ထိုင်ခိုင်းတဲ့ခါကျတော့သူကငင်းဖို့ဆိုရင်ကျွန်တော်ရုပ်ချက်ချင်းကိုကျွန်တော်မရိုက်ဘူးเนาะဟုတ်ကဲ့ကျွန်တော် time out ပေးတယ် corner မှာကျွန်တော်မတက်ရခိုင်းတယ်9မိနစ်လောက်မတက်ရခိုင်းတယ် time out ပြီးလို့ရှိရင်ကျွန်တော်ဘာဖြစ်လို့ time out ပေးတယ်ဆိုတော့ကျွန်တော်ရှင်းပြတယ်အဲ့ဒါလည်းဒီအချူတွေကြတော့ကျွန်တော်ဆိုရင်တော့ဆိုရင်ရိုက်တယ်ဘာဖြစ်လို့ရိုက်တယ်ဆိုတော့ကျွန်တော်မရှင်းပြဘူးပြောပြအောင်ဟုတ်တယ်ဒီခါကျတော့ကျွန်တော်ကြည့်တဲ့ခါကျတော့ဒီစိတ်နာတာပေါ့နော်အဖေမေဘာဖြစ်လို့ရိုက်တယ်ဆိုတော့အဲ့လိုဒါပေမဲ့အဲကြောင့်အဲ့လိုနဲ့တွန်းတင်စင်ချင်းတဲ့ခါကျတော့ကလေးကြတော့ time out ပေးတယ်ပြီးတော့မင်းတို့နောက်တစ်ခါဆိုလို့ရှိရင်ဒီမှာမတ်တက်ပြန်ရရမယ်ဆိုမှကျွန်တော်9မိနစ်ပေးတဲ့ခါကျတော့တစ်ခါတည်းမှာသူတို့ဆိုအိတ်ပြောသွားတယ်ပြီးတော့အမျိုးသမီးနဲ့ကျွန်တော် time out ပေးတဲ့ခါကျတော့အမျိုးသမီးက time out ပေးတာပုံများတယ်အမျိုးသမီးနဲ့ယောက်ျားမိန်းမပေါ့နော်ဟုတ်ကဲ့တပြက်ထားတဲ့ပဲ one page မှာအတူတူတင်ရမှာအခုအမျိုးသမီးကနေ time out ပေးမှယောက်ျားနေကလေးတွေကိုလာအမေကနေ time out ပေးခင်ပေါ့နော်အဲ့လိုမလုပ်ရဘူး so we have to be on the same page ဟုတ်ကဲ့ပြီးတော့ကျွန်တော်ပြောတာကျွန်တော်လုပ်ပုံနေတယ်နော်ဟုတ်ကဲ့ဟုတ်ဖျားเจ้าမှာဆိုတော့ကျွန်တော်တခုဟို cell group ရှိလို့ရှိရင်ကျွန်တော်ထိုင်ခိုင်းတယ်မင်းတို့ TV ကြည့်လို့ရှိရင် cartoon ကြည့်လို့ရှိရင်တနင်္လာအေးစစ်စင်လို့ရတယ်အခုကမနိုင်ဝတ်တော့ပဲထိုင်ရမယ်ကောင်းလေးထိုင်ပြီးလို့ရှိရင်တို့ကလေးဆိုတော့ပြီးမှပဲဆော့လို့ရတယ်ဆိုပြောတဲ့ခါကျတော့ပြီးအဲ့လိုနဲ့ပဲငယ်ကလေးကနေတင်ပေးတဲ့ခါကျတော့ကျွန်တော်မြန်မာကျတော့ကျွန်တော်လည်းမှားနိုင်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ experience ဆိုတော့ဒီကျွန်တော်ရဲ့ experience မှာကျတော့ a period ကလေးတွေကိုပြောလို့ရှိရင်ပိုပြီး effective ဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်အမျိုးသမီးရတဲ့ကလေးတွေပြောတယ်ဒါပေမဲ့ကျွန်တော်ကိုစကားကိုသူတို့ပုံနာထောင်းတယ်ပြီးတော့အခုကျွန်တော်ကတခါကျွန်တော်တွေ့တယ်မယ် new ရိုက်မယ်နော် new ရိုက်မယ်နော်ဆိုမှတခါမှမရိုက်ဘူးမဟုတ်လားကျွန်တော်ဆိုရင်ဒီနှစ်3ဆိုမှရိုက်မယ်နော်လို့ပြောတဲ့ခါကျတော့အချို့တွေကကျွန်တော်ကြားတယ်ဒါပေမဲ့ကျွန်တော်ကြားတော့1 2 3မှာကျွန်တော်1ပဲသွားမယ်2 3မတော်တော့ဘူးဆိုတဲ့ခါကျတော့အဖေကနေဟိုကျွန်တော်ဖျားเจ้าမှာဆိုကျွန်တော် music တီးတဲ့ခါကျတော့ဟိုရှိမှထိုင်တတ်တယ်လေဟုတ်ကဲ့ပြီးတော့ဒါ3ယောက်ဆိုတဲ့ခါကျတော့ကျွန်တော်ခုနပြောတယ်သမီးထက်သားရပူခက်တယ်လို့ပြောတယ်ကျွန်တော်မှတော့သမီးတော့မရှိဘူးဆိုတဲ့ခါကျတော့ကျွန်တော်သားရီကြတော့ငယ်ခုနစောရပြောတဲ့အတိုင်းငယ်ကလေးကနေတင်ပေးတဲ့ခါကျတော့ဒီအိမ်မှာဆိုရင်လည်းကလေးငူတာလည်းမရှိဘူးနော်ငယ်ကလေးကနေဟိုငယ်တော့ကျတော့သူတို့ကဟိုငယ်သေးတယ်ဆိုတော့ဒါကျွန်တော်ပြောချင်တာတော့သူတို့ငယ်တန်းတက်ပြီးနောက်ဆိုရင်ဒီအိမ်မှာဆိုငူတာလည်းမရှိဘူးတရားနဲ့ကလေးတွေကိုဟိုရဲပေါ့နော်အဲ့ဒါလည်းမရှိဘူးဘာဆိုရင်ဆူတာပေါ်မရှိဘူးဟုတ်ကဲ့ဆိုတော့အဲ့ဒါကြောင့်ဒီကျွန်တော်ရဲ့ based on my experience communication speak louder than action ပေါ့နော်ရဲတာတွေ့တဲ့တာကျွန်တော်တော့ဒီနေ့ထိပဲဟုတ်ကဲ့အဲ့တော့တစ်ခါကျတော့ကျွန်တော်တာ3ယောက်ဆိုရင်အခုအကြီးဆုံးဆိုတဲ့ college တက်ပြီးအမေ3ရက်စလုံး college တက်ပြီးပြီးတော့ဒီနေ့ထိကျွန်တော်အဆူပိုးလည်းမလုပ်ဘူးဒါပေမဲ့ဟို time to time ပေါ့နော်ဒီခေတ်ကြတော့အလုံးက computer ခေတ်ဆိုတဲ့ခါကျတော့ဒီ I mean sorry electronic ခေတ်ဆိုတဲ့ခါကျတော့ချင်းလုံးခါနဲ့မှနေကြတယ်ဒါပေမဲ့ကျွန်တော်ဆိုရင်သူတို့ကိုအပြင်ထွက်ခိုင်းတယ်ဒါပေမဲ့သူတို့ငယ်တော့ဆိုရင်ဖျားချောင်းသွားပြီဆိုရင်ကျွန်တော်ကဖျားချောင်းမှာလုံးဝသူတို့ကမစောဘူးအဲ့ဒါလည်းဘယ်လိုဆန်အိမ်ကနေကျွန်တော်သူတို့ကိုပြောတယ်ခုဖျားချောင်းသွားမယ်ပြီးတော့ဖျားချောင်းကြောက်တာနဲ့ဖျားချောင်းရဲ့ parking မှာလည်းကျွန်တော်ဆက်ပြောတယ်ခုကျွန်တော်ဖျားချောင်းတက်မယ်အဲ့ဒါတော့မြန်တော့ပြောဖို့တော့ဘလို့ပေါ့နော်ဟို about maybe like ဒီနေ့ကြာဒီစေခေါလို့ပြောပြီးဆိုတော့တော့ပေါ့ပါစေခေါဆိုတော့ကျွန်တော်များနိုင်တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုဒီမိုင်းတဲ့ခါကျတော့အခုဖျားချောင်းမှာဆန်တဲ့သူတို့ဖျားချောင်းပြင်မှာပဲသူတို့ဆော်လက်ရှိတယ်အခုကျွန်တော်တည်တယ်လို့ဆိုရင်အခုကျွန်တော်လည်းနော်ကျွန်တော်ကဟိုဘယ်လိုပြောမလဲဒီကိုယ့်ရဲ့အထင်တဲ့မဟုတ်ဘဲနဲ့ဒီခုနနန်စူပါနန်နေရဲ့ကြီးကကြတော့ပြီးတော့ဟိုယုံတဲ့ချင်းမှာ focus on the family ဆိုတော့ကျွန်တော် Korean ချင်းတွေကို I mean Korean ရဲ့ suggestion တွေကို family life လို့နေရမလဲ
အဲ့ဒါတွေကိုကျွန်တော်အများကြီးနားထောင်ပြီးမှအဲ့ဒါကိုကိုယ်အိမ်မှာကျင့်သုံးတာပေါ့နော်တော့တဲ့ခါကျတော့ဒီနေ့ထိဖျားချစ်တို့အကြောင်းအဲ့ဒါတွေကိုတော်တော်လေးဆင်ပြေတယ်ပြီးတော့အခုလည်းပြောသလိုဒီကျွန်တော်ကလေးတွေအကြောင်းကျွန်တော်ဒီမျက်နှာမှာဟိုကလေးတွေကနေမျက်နှာမဖြစ်စေဘူးပြီးတော့ at the same time သူများရှိမှကျွန်တော်လည်းကလေးတွေကိုရဲဖို့မလိုဘူးthe main thing ကျွန်တော်မြင်တာတော့ကျောင်းကနေသူတို့လိုတဲ့ပုံကိုကျွန်တော်တည်သွားတဲ့ခါကျတော့အခုဆရာမဆိုပြီးလဲကျောင်းမှာဆရာမဆိုတော့တည်တယ်မဲ့ဒီကလေးတွေကိုလိုထားတတ်တယ်တင်နော်ဆိုတော့သူတို့ကလေးတွေစူးတဲ့အချိန်မှာစူးတဲ့နေရာမှာထားထိုင်ခိုင်းတယ်ဒါပေမဲ့သူတို့လည်းအဲ့ဒီမှာထိုင်ချင်မှုလေးကောင်းနေတယ်မဲ့သူတို့ထိုင်ချင်တဲ့ခါကျတော့အဲ့လိုနဲ့ပဲကျွန်တော်သူတို့ရဲ့ idea ကို system လေးကိုတည်တဲ့ခါကျတော့အိမ်မှာလည်းအကျင့်သုံးပြီးမှပြီးတော့ခုနပြောသလိုဖျားကျောင်းမှာဆိုလည်းဒီနေ့ထိငယ်တော့ပေါ့နော်ကျွန်တော်ကလေးတွေကိုဆရာမတွေအားလုံးတည်တယ်ဒီတူကလေးတွေစူးရဲဆိုတာပြောမှာမဟုတ်ဘူးဘယ်လိုဆိုရင်ကျွန်တော်ဒီဟာတွေကြွားတာမဟုတ်ဘဲနဲ့ကျွန်တော်ကြတော့ကျွန်တော်ရဲ့ကွက်ကောင်းလေးပေါ့နော်ကလေးကိုထင်းပုံထင်းလေးကိုကျွန်တော်တင်ငယ်ချင်းလေးကျွန်တော်ပြောတယ်ပြီးတော့ကျွန်တော်ခုနပြောသလို1 2 3ဆိုမှ action တခါမှမသုံးဘူးဆိုရင်ကလေးတွေတည်တယ်အဲဒါကျွန်တော်ဆိုရင်တစ်ခါတော့ဒီကလေးဆိုတော့လေသူတို့စကားနားမထောင်ဘူးဒါလက်တာပေါ့သူကစမ်းသပ်ချင်တာသူအမေကိုပေါ့နော်အမေကိုပြစ်နေတာပြီးနေတဲ့ခါကျတော့ကျွန်တော်ကဝေးအရှိရနေကျွန်တော်တွေ့တဲ့ခါကျတော့ကျွန်တော်လက်ကိုအဲ့လိုပြတဲ့ခါကျတော့ကျွန်တော်1အဲ့ဒါ1ပြတာကျွန်တော် bell ကိုပြတာဟုတ်နော်1ဆိုတဲ့ခါကျတော့သူချက်ချင်းတည်signal ပြလိုက်တယ် signal ပြတဲ့ခါကျတော့ကျွန်တော်အဖေလက်ကြည့်နော်အဖေလက်အဲ့လို1ဆိုရင်ကျွန်တော်2 3မတော်ဘူးဆိုမှအဲ့လိုလည်းပဲဆိုတော့အဲ့လိုကိုကလေးဆိုတော့ချစ်တာပေါ့နော်ကျွန်တော်ဒီအကြောင်းဒီနေ့ထိဆိုရင်ကျွန်တော်ကလေးတွေမိတဲ့ချိန်မှာအိမ်မှာအဖေကနေရဲတာပေါ့နော်အဲ့ဒါတွေစူရင်တာရှိသလားမရှိဘူးပြီးတော့အိမ်မှာငူတာတွေရှိသလားမရှိဘူးအဲ့ဒါလည်းကျွန်တော်လည်းခုနပြောသလိုမိန်းမနဲ့ယောက်ျားတာမှာပေါ့နော် we have to be on the same page တဘောတူညီနဲ့ကိုယ့်ရဲ့စီကံတတ်မှတ်ချက်ကလေးကိုဘယ်လိုပြူထောင်ရမလဲဆိုတော့စီကံတတ်မှတ်ချက်မှာတဘောတူညီပြီးတော့မှအတူတူလှုပ်ဆောင်လို့ရှိရင်ဒီကလေးပြူထောင်တဲ့နေရာမှာအခက်ခဲပို့ပြီးတော့နေသွားတယ်ကလေးတွေကလည်းပို့ပြီးစကားနားထောင်နေနော်ဟုတ်ဆိုတော့အဲ့လိုမျိုးငယ်ငယ်ကလေးကမစူဘဲနဲ့ဒီလိုထိန်းလာတော့ကြီး